များသောအားဖြင့်ကအမေရိကန်အဖီလီဘိုဘန်အတိုးနှုန်းကိုတိုးမြင့်လိုက်တယ်ဆိုလို့ရှိရင်ကမ္ဘာရွှေစည်းနှုန်းကကျလေရှိတယ်။အကယ်၍အဖီလီဘိုဘန်ကအတိုးနှုန်းကိုရှော့ချလိုက်တယ်ဆိုရင်ကမ္ဘာရွှေစည်းနှုန်းကတက်လေရှိတယ်ပေါ့နော်။ဒါပေမဲ့တစ်ခါတလေမှာအဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့အဖီလီဘိုဘန်ကအတိုးနှုန်းကိုရှော့ချပေမဲ့လည်းကမ္ဘာရွှေစည်းနှုန်းကမတက်တဲ့အခါမျိုးတွေရှိတတ်တယ်လို့အဖီလီဘိုဘန်ကအတိုးနှုန်းကိုတိုးမြင့်လိုက်ပေမဲ့လည်းကမ္ဘာရွှေစည်းနှုန်းကမကျတဲ့အနေအထားမျိုးတွေလည်းရှိတတ်ပါတယ်။အဲ့ဒါကဘာကြောင့်လဲပေါ့နော်။အဲ့ဒီတော့ rate cap ဘက်ကိုအရင်ဦးဆုံးပြောရအောင် FED ဘိုဘန်က rate cap ကိုလုပ်တယ်အသုံးလုံး short ချတယ်ဆိုလို့ရှိရင်ပုံမှန်အနေအထားမျိုးမှာကမ္ဘာရွှေစည်းနှုန်းအတွက်အတက်လားရအနေအထားမျိုးဖြစ်စေဖို့အထောက်အပံ့ပေးနိုင်ပါတယ်ပေါ့နော်။ဒါပေမဲ့တစ်ခါတလေမှဆိုရင်ကမ္ဘာရွှေစည်းနှုန်းကမတက်တာမျိုးတွေရှိတယ်။အဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်ပထမချက်နေကအနေနဲ့ကအတိုးနှုန်း short ချမယ်ဆိုတဲ့အကြောင်းချက်ကိုပေါ့နော်ဈေးကွက်ထဲမှာ market expectation အနေနဲ့ကမြင့်တက်ထားပြီးသားဖြစ်နေတယ်ဈေးကွက်ကအတိုးနှုန်း short ကို short မယ်ဆိုပြီးတော့မှပေါ့နော်ထင်ကြေးပေးမှုတွေကမြင့်တက်ထားပြီးတော့မှဒါရွှေကိုဆိုလို့ရှိရင်အဝယ်လိုက်ထားပြီးသားဖြစ်နေတယ်ပေါ့နော်အဲ့တော့အတိုးနှုန်း short ချတဲ့အခါတကယ်အတိုးနှုန်းနဲ့ short ချလိုက်တဲ့အခါမှာဈေးကွက်ထဲမှာတက်နစ်ပြီးသားဖြစ်နေတဲ့ကမ္ဘာရွှေစည်းနှုန်းဟာအမြင့်ဈေးတန်းတွေမှာအမြတ်ပိုင်းထုတ်တာနဲ့ကြုံတဲ့အခါမှာဆက်ပြီးတော့မှမတက်တော့ဘဲနဲ့ပြန်ကျတာမျိုးတော့မှရှိတတ်ပါတယ်အဲ့လိုအနေအထားမျိုးကို buy the rumor sell the news ဆိုပြီးတော့မှဈေးကွက်ထဲမှာဆိုစမတ်ပြုကြပါတယ်ပေါ့နော်နောက်တစ်ချက်အနေနဲ့ကအဖီလီဘောဘန်ကအတိုးနှုန်းကို short ချခဲ့ပေမဲ့လည်းနောက်လာမဲ့လတွေအတွက်ပေါ့နော်အစည်းအဝေးတွေမှာဆိုလို့ရှိရင် hawkish ဖက်ကိုစံတဲ့မှတ်ချက်ပြုစကားတွေကိုတင်းစာရှင်းလင်းပွဲတွေမှာပြောခဲ့တာမျိုးပေါ့နော်အဲ့လိုအနေအထားမျိုးကဈေးကွက်ထဲကိုသူက hawkish cat ဆိုတဲ့တရားမှုကြီးကိုဖြစ်ပေါ်သွားစေနိုင်တာဖြစ်တဲ့အတွက်ကြောင့်ဒါမှကမ္ဘာရွှေစည်းနှုန်းဟာအတက်ဖက်ကိုဆက်မသွားပဲပြန်ကျတာမျိုးတွေတော့ရှိတတ်တာမျိုးဖြစ်ပါတယ်နော်အဲ့ဒီအနေအထားမျိုးကို hawkish cat ဖြစ်တယ်လို့ခေါ်ကြပါတယ်နောက်တစ်မျိုးကကြတော့ဘာကြောင့်လဲဆိုတဲ့အခါမှာဒီကမ္ဘာရွှေစည်းနှုန်းဟာ real yield ကိုအရန်နဲ့ sensitive ဖြစ်ပါတယ် real yield ပေါ်မှာအရန်နဲ့တုံ့ပြန်မှုပို့ပြီးတော့မှပေါ့နော် strong ဖြစ်လေရှိပါတယ်အဲ့တော့ FED ဘိုဘန်ကအတိုးနှုန်းကို short ချပေမဲ့လည်းဈေးကွက်ထဲမှာတကယ် real yield တွေကကျဆင်းမှုရှိမနေဘူးဆိုလို့ရှိရင်ရွှေအတွက်က opportunity cost တွေကိုမြင့်တက်စေနိုင်တဲ့အနေအထားမျိုးဆက်ပြီးတော့မှရှိနေနိုင်တဲ့အတွက်ကြောင့်မလို့ရွှေဒီဒါအသက်ဖက်ကိုဆက်မတွားပဲပေါ့နော်ဒါ pressure ရှိနေတာမျိုးကိုဖြစ်စေနိုင်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ဗာလဲဆိုတဲ့အခါမှာ American dollar ပေါ့နော်အသုံးနှုန်းအဖီလီဘိုဘန်အသုံးနှုန်း short ချပေမဲ့ American dollar ဟာဆက်လက်ပြီးမှ strong ဖြစ်နေနေမယ်ဆိုလို့ရှိရင်ရွှေကိုဝယ်ဖို့ရာအတွက်ကဈေးကွက်ထဲမှာ opportunity cost တွေကိုမြင့်တက်စေနိုင်တာဖြစ်တဲ့အဲ့ဒီအတွက်ကြောင့်မလို့ကမ္ဘာရွှေစည်းနှုန်းကအကျဖက်ကိုရှိနေရတာမျိုးဖြစ်ပါတယ်အဲ့တော့အဖီလီဘိုဘန်အတိုးနှုန်းကို short ချတယ်ဒါပေမဲ့ကမ္ဘာရွှေစည်းဘာကြောင့်မတက်လဲဆိုတာဒီအချက်တွေပေါ်မှာများစွာမူတည်နေတာမျိုးဖြစ်ပါတယ်အဲ့ဒီတော့ rate hike ဖက်ကိုကြည့်မယ်ဆိုလို့ရှိရင်အဖီလီဘိုဘန်ကအတိုးနှုန်းတိုးမြင့်လိုက်တယ်ဆိုလို့ရှိရင်ကမ္ဘာရွှေစည်းနှုန်းကကျရမယ်လို့ဒါဖြစ်လေဖြစ်ထားရှိတဲ့သဘောမျိုးပေါ့နော်ဒါပေမဲ့တစ်ခါတလေမှာဆိုလို့ရှိရင်အဖီလီဘိုဘန်အတိုးနှုန်းတိုးမြင့်ပေမဲ့လည်းရွှေကမကျတဲ့ဖြစ်စဉ်မျိုးတွေရှိတတ်တယ်အဲ့ဒီခါကျတော့အရှိမပြောင်းခဲ့တဲ့ပေါ့နော်ဒါအချက်တွေနဲ့ပြောင်းပြန်ပြီးတော့မှစဉ်းစားကြည့်လို့ရပါတယ်အဖီလီဘိုဘန်ကအတိုးနှုန်းကိုတိုးမြင့်ပေမဲ့လည်းကမ္ဘာရွှေစည်းနှုန်းကဘာဖြစ်လို့မကျရတာလဲဆိုတဲ့အခါမှာဈေးကွက်ထဲမှာ rate high expectation ကမြင့်တက်ပြီးတာဖြစ်နေတဲ့အခါမှာအဖီလီဘိုဘန်အစည်းအဝေးမတိုင်ခင်ကတည်းကနေပြီးတော့မှပေါ့နော်ရွှေကိုအယောင်းဘက်ကိုလှုပ်ထားကြတယ်တကယ်အတိုးနှုန်းလဲဒါတိုးမြင့်ပြီးသွားပြီပေါ့နော်ဒါအစည်းအဝေးပြီးသွားပြီဆိုတဲ့အခါမှာရွှေကဆက်ပြီးတော့မှမကျတာမျိုးတွေရှိတယ်ပေါ့နော်ဒါဈေးကွက်ထဲမှာဒီ hawkish effect ကတက်ရောက်ထားပြီးတာဖြစ်စေနိုင်တဲ့အနေအထားမျိုးတွေမှာတွေ့ရတတ်ပါတယ်တော့နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ dovish hike ဖြစ်သွားတာပေါ့နော်အတိုးနှုန်းကတိုးမြင့်ပေမဲ့ဒါနောက်ဆက်တွဲသတင်းစာရှင်းလင်းပွဲတွေမှာဆိုလို့ရှိရင် FED ဘိုဘန်ဥက္ကဋ္ဌဟာလာမယ့်လတွေအတွက်ကို dovish မှတ်ချက်ဘက်ကိုပေါ့နော်ရှိမဲ့အနေအထားမျိုးတွေမှတ်ချက်ပြုစကားတွေပြောခဲ့တယ်ရှုမြင့်သုံးသက်ချက်တွေကိုပြောခဲ့တယ်ပေါ့နော်အဲ့လိုအနေအထားမျိုးရှိတဲ့အတွက်ကြောင့်Davish high ဖြစ်သွားပုံစံမျိုးဖြစ်သွားမယ်ဆိုလို့ရှိရင်လေကမ္ဘာရွှေစည်းနှုန်းကအကျဘက်ကိုဆက်မသွားရတာမျိုးတွေကြုံရနိုင်ပါတယ်နောက်တစ်ခုကပေါ့နော် inflation ပေါ့inflation ဟာဆိုလို့ရှိရင် real interest rate တွေထက်ကိုမြင့်တက်မှုရှိနေတယ်ဆိုလို့ရှိရင်ရွှေဟာအကျဘက်ကိုမသွားဘဲနဲ့ဒါ rate high လုပ်ပေမဲ့လည်းအတက်ဘက်ကိုလာတဲ့အနေအထားမျိုးတွေကြုံတွေ့ရနိုင်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ FED ဘိုဘန် rate high လုပ်ပေမဲ့ဒေါ်လာကပြီးတော့ကျနေတယ်ဆိုလို့ရှိရင်
ရွှေဟာအကြဘက်ကိုဆက်မသွားပဲအသက်900အနေထားမျိုးကိုတော့မှပြန်လာနိုင်တဲ့အနေထားမျိုးတွေကိုတွေ့ရတာမျိုးဖြစ်ပါတယ်။ဒါကတော့ပေါ့နော်အမြဲတမ်းပုံတီမှတ်ထားလို့မရပဲနဲ့ဒီအဖီဒီဘိုဘန်အစည်းအဝေးရှိတဲ့အချိန်ခါမျိုးတွေမှာဖြစ်နေတဲ့ဈေးကွက်ရဲ့အခင်းကျင်းပေါ်မှာများစွာမူတည်နေတာမျိုးကိုပေါ့နော်သတိထားဖို့လိုအပ်တာလေးကိုမျှဝေလိုက်တာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။